အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ညီမက blogger သမားတွေ content creator သမားတွေအတွက်အသင့်တော်ဆုံးဖြစ်တဲ့ Sony ZV-1 လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးအနေနဲ့ဒီ Sony ZV-1 လေးမှာက360 degree လှည့်လို့ရတယ် flip screen လေးပါတဲ့အတွက်ကြောင့်မို့လို့ကိုလိုချင်တဲ့ shoot out မျိုးစုံကိုအလွယ်တကူရိုက်လို့ရပါတယ်ရှင်တို့မှာပါတယ် lens လေးကလည်း 24mm ကနေပြီးတော့ 80mm ထိရှိတဲ့အတွက်ကြောင့်မို့လို့ wide view တွေအပြင်အနီးကဆုံးဆွဲပေးရိုက်လို့ရလို့ travel blog သမားတွေအတွက်လည်းပို့ပြီးတော့အဆင်ပြေစေပါရှင်Video resolution ကလည်း 4K ထိရတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့မျက်နှာအနေထားကို auto focus ရစေပြီးတော့ image quality အနေနဲ့ဆိုရင်လည်း 20.1 megapixel ထိရလို့ပုံထွက်လှလေးတွေကိုရိုက်ကြည့်စေမှာဖြစ်ပါရှင်။သူ့မှာပါတဲ့မုတ်တွေကလည်းဒီလိုမျိုးရိုးရိုးရှင်းရှင်းလေးဖြစ်ပြီးတော့အသုံးပြုရတဲ့အတွက်ကြောင့်အခုမှစကင်မဲ့ beginner သမားတွေအတွက်လည်းတော်တော်အဆင်ပြေစေမယ် Sony ZV-1 လေးဖြစ်ပါရှင်။ကဲဒါဆိုရင်တော့အခုလို feature အစုံလေးလက်ပါမယ် comment site လေးလည်းဖြစ်လို့အိတ်ကထဲအလွယ်တကူတည်သွားချင်တဲ့လူတွေအတွက်ဆိုရင်တော့ဒီလို Sony ZV-1 လေးရှိနေမယ်နော် Sony ZV-1 လေးအကြောင်းကိုအသေးစိတ်စုံစမ်းသိရှိမေးမြန်းလို့ပါက Six Camera ဟာ Facebook Messenger မှာလာရောက်မေးမြန်းလို့ရတယ်လို့ဖုန်းနံပါတ်39939454လေးနဲ့မှာလည်းဆက်သွယ်လာရောက်မေးမြန်းလို့ရပါတယ်ရှင်အားလုံးပဲတတာ